Hello အားလုံးမင်္ဂလာပါတော့အတင်လို့အားလုံးအပိကြပါလို့ပြောချင်ပါရှိသူငါ reverse video လေးတွေကိုအခုမှစတင်လာမလို့အားလုံးအပိကြပါအောင်လေပြောချင်ပါရှိတော့လေအပိကြအောင်တော့ပြချင်တော့ video လေးကိုကြည့်ပြီးလို့ရှိရင် like subscribe လေးလုပ်ပြီးတော့ပုံမှန်မျိုးရနေရှိတော့ရင်ကျွန်တော် gaming channel လေးကိုလည်း subscribe လေးလုပ်ပြီးတော့ကြပါအောင်ရှင်ကဲအဲ့တော့ကျတော့တွန်ဒီတာဝါလေးကိုအစွန်တီခုံပြပေးထားပါတယ်နော်အားလုံးပဲကြည့်ပြီးတော့အစွန်တီကြည့်ပြီးတော့ကြပါအောင်ရှင်စွန်တီကြည့်ပြီးတဲ့သူတယောက်ချင်းစီတိုင်းလေးကြည့်စုတော်မှာရှင်ကဲဒါတော့ကြောင်ထားဝါလေးပဲဖြစ်ပါရှင်တော့ခုံပြပေးထားတာပေါ့နော်အဲ့တော့ကိုခုံးစေခြင်းနဲ့အယောင်လေးတွေဖြစ်ဖြစ်ကိုခုံးစေခြင်းနဲ့ထားဝါလေးတွေဖြစ်ဖြစ် comment မှာမှတ်သားလို့ရပါတယ်ရှင်ကိုဆော့စေခြင်းနဲ့ game လေးတွေကိုလည်းမှတ်သားလို့ရပါတယ်ပေါ့နော်ကိုဆော့စေခြင်းနဲ့ game လေးတွေကိုလည်းမှတ်လို့ရပါတယ်ရှင်အဲ့တော့ကိုကြိုက်တဲ့ game လေးတွေကိုလည်းစပြီးတော့မှန်ခဲ့လို့ရပါတယ်ရှင်အဲ့တော့အလုံးမဲပေါ့နော်ကိုကြိုက်တဲ့ game ဥစ္စာလေးတွေမှန်ခဲ့ပေးပါဦးရှင်တော့ခုံပြပေးပါပဲဖြစ်ပါရဲ့ရှင်အဲ့တော့မှန်ခဲ့ကြပါပေါ့နော်ပြကြရင်တော့နဲ့တူတူဆော့ချလို့လည်းရပါတယ်ရှင်အားလုံးလည်းဆော့ကွန်ပျူတာပေါ့နော်ကဲအဲ့တော့ကျတော့ဗီဒီယိုလေးရတော့နည်းနည်းရှိသွားပါတယ်ပေါ့နော်အဲ့တော့ကြားထဲမှာတော့တချင်သေးတယ်ပါပေါ့ရှင်အဲ့တော့ကျတော့ဒီအကြားထဲမှာဒီတိုင်းပဲခုံသွားလိုက်တော့ပဲပေါ့နော်စကားပြောရတာလည်းနည်းနည်းလေးပြောနေပါနော်ကဲအဲ့တော့ကျတော့ရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ချဖို့လေးပြောချင်ပါရှိတော့ပေါ့နော်ဒါဝါတော့နည်းနည်းမြင်လို့မလို့တော့ဗီဒီယိုလေးကိုတော့ဖြတ်ပြီးတော့လောက်ထားလိုက်တယ်ပေါ့နော်ကဲအဲ့တော့ကျတော့တော့နော်ဒါကတော့ပေါ်ဒီခုံမှာပဲဖြစ်ပါရှင်အဲ့တော့ဗီဒီယိုလေးစံဒီကြည့်လိုက်ပါပေါ့နော်ဒါမှပြတော့ပါရှင်ဗီဒီယိုလေးကိုစံဒီကြည့်လိုက်ကြပါကြားထဲမှာပြုတ်ကျသွားတာလေးရှိလို့ရှိရင်လည်းတောင်းမှန်ပါတယ်နော်ဗီဒီယိုလေးကနည်းနည်းလေးရှည်သွားလို့ပေါ့နော်နည်းနည်းလေးရှည်သွားပါရှင်ဗီဒီယိုလေးကတော့ရှည်သွားပါပေါ့နော်ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးကြပါနော်အားလုံးပဲ
ကဲအားလုံးပဲနိုင်တာပါပြီအားလုံးလည်းချစ်ပါတယ်အားလုံးပဲဘိုင်ဘိုင်လား